စားတိုင်းမဖြစ်ဘူးကန်တရားကြောင့်မျက်နှာငယ်ရွှေငွေမရှိလဲလောကကြီးပေါ်လူကောင်းတယောက်ဖြစ်ချင်တယ်လူတွေငေးမောငေးချီရအောင်ရုပ်စင်ကမလာပါဘူးပညာဘွယ်သူဂုဏ်သူပြန်မရောက်လေကျွန်တော်လူကောင်းတယောက်ဖြစ်ချင်တယ်လွယ်လွယ်ရှုံးပေးခဲ့ပေမဲ့အနိုင်ရဖို့ခက်နေတယ်လူတကာမသိလဲမကြော်ကြလေလူကောင်းတယောက်ဖြစ်ချင်တယ်စင်ဘောတပီးစကလုံးကြီးတွေမပြောပြခဲ့ပေမဲ့ဘာမှမဝနဲ့လက်ပြတတ်မို့ကျွန်တော်လေးလူကောင်းတယောက်ဖြစ်ချင်တယ်လူဖြစ်ခွင့်ရတဲ့ခဏတာမှချမ်းငယ်ရမယ့်ချီရဘာမဆုံးများများတာတာတွေ့ခေါ်စင်စားရှင်တန်ချင်တာပါဒီမြေကြီးရဲ့ကျေးဇူးတရားတွေဘယ်လိုပြန်ဆက်မလဲလူတွေဖြတ်လို့ပြတ်တဲ့လောကကြီးထဲမှာလူကောင်းတယောက်ဖြစ်ချင်တာခါတလေကြိုးစားတိုင်းမဖြစ်ဘူးကန်တရားကြောင့်မျက်နှာငယ်ရွှေငွေမရှိလဲလောကကြီးပေါ်လူကောင်းတယောက်ဖြစ်ချင်တယ်လူတွေငေးမောငေးကြည့်ရအောင်ရုပ်စင်ကမလာပါဘူးပညာဘွယ်သူဂုဏ်သူတန်းမဟုတ်လေကျွန်တော်လူကောင်းတယောက်ဖြစ်ချင်တယ်လူဖြစ်ခွင့်ရတဲ့ခဏတာမှချမ်းငယ်ရမယ့်ချီရဘာမဆုံးများများတာတာတွေ့ခေါ်စင်စားရှင်တန်ချင်တာပါဒီမြေကြီးရဲ့ကျေးဇူးတရားတွေဘယ်လိုပြန်ဆက်မလဲလူတွေဖြတ်လို့ပြတ်တဲ့လောကကြီးထဲမှာလူကောင်းတယောက်ဖြစ်ချင်တာလူဖြစ်ခွင့်ရတဲ့ခဏတာချမ်းငယ်ရမယ့်ချီရဘာမဆုံးများများတာတာတွေ့ခေါ်စင်စားရှင်တန်ချင်သူပါဒီမြေကြီးရဲ့ကျေးဇူးတရားတွေဘယ်လိုပြန်ဆက်မလဲလူတွေဖြတ်လို့ပြတ်တဲ့လောကကြီးထဲမှာကျွန်တော်လူကောင်းတယောက်ဖြစ်ချင်တာလူတွေဖြတ်လို့ပြတ်တဲ့လောကကြီးထဲမှာလူကောင်းတယောက်ဖြစ်ချင်တာတလေကြိုးစားတိုင်းမဖြစ်ဘူးကန်တရားကြောင့်မျက်နှာငယ်ရွှေငွေမရှိလဲလောကကြီးပေါ်လူကောင်းတယောက်ဖြစ်ချင်တယ်လူတွေငေးမောငေးချီရအောင်ရုပ်စင်ကမလာပါဘူးပညာဘွယ်သူဂုဏ်သူပြန်မရောက်လေကျွန်တော်လူကောင်းတယောက်ဖြစ်ချင်တယ်လွယ်လွယ်ရှုံးပေးခဲ့ပေမဲ့အနိုင်ရဖို့ခက်နေတယ်လူတကာမသိလဲမကြော်ကြလေလူကောင်းတယောက်ဖြစ်ချင်တယ်စင်ဘောတပီးစကလုံးကြီးတွေမပြောပြခဲ့ပေမဲ့ဘာမှမဝနဲ့လက်ပြတတ်မို့ကျွန်တော်လေးလူကောင်းတယောက်ဖြစ်ချင်တယ်လူဖြစ်ခွင့်ရတဲ့ခဏတာမှချမ်းငယ်ရမယ့်ချီရဘာမဆုံးများများတာတာတွေ့ခေါ်စင်စားရှင်တန်ချင်တာပါဒီမြေကြီးရဲ့ကျေးဇူးတရားတွေဘယ်လိုပြန်ဆက်မလဲလူတွေဖြတ်လို့ပြတ်တဲ့လောကကြီးထဲမှာလူကောင်းတယောက်ဖြစ်ချင်တာခါတလေကြိုးစားတိုင်းမဖြစ်ဘူးကန်တရားကြောင့်မျက်နှာငယ်ရွှေငွေမရှိလဲလောကကြီးပေါ်လူကောင်းတယောက်ဖြစ်ချင်တယ်လူတွေငေးမောငေးချီရအောင်ရုပ်စင်ကမလာပါဘူးပညာဘွယ်သူဂုဏ်သူတန်းမဟုတ်လေကျွန်တော်လူကောင်းတယောက်ဖြစ်ချင်တယ်လူဖြစ်ခွင့်ရတဲ့ခဏတာမှချမ်းငယ်ရမယ့်ချီရဘာ
မဆိုမြတ်မြတ်တာတာတွေ့ခေါ်စဉ်းစားရှင်သန်ချင်တာပါဒီမြေကြီးရဲ့ကျေးဇူးတရားတွေဘယ်လိုပြန်ဆက်မလဲလူတွေဖြတ်လို့ပြတ်တဲ့လောကကြီးထဲမှာလူကောင်းတယောက်ဖြစ်ချင်တာလူဖြစ်ခွင့်ရတဲ့ခဏတာချမ်း